ဘော်ဒီစာအသင်းသူတင်သားများနေပြီးတော့အင်မတန်မှဂုဏ်ယူရကောင်းလာတဲ့ကျွန်တော်တို့ကျင်းဝတ်သိက္ခာမာရီစာလို့အမည်ရတဲ့တစ်ချိန်တစ်ပုဒ်ကိုပြည့်ကျွေးပြီးတော့ဒီဆိုရင်းနဲ့စတင်မှာပဲဖြစ်ပါတယ်စတင်ဖို့အတွက်ဒီမှာလေးဒီကနေပြီးတော့ဖိတ်ကြားပေးပါဦး ပြင်းပြနိုင်မှုအတွက်ကျွန်တော်တို့တိုင်းဒေသကြီးဥက္ကဋ္ဌများဒုတိယဥက္ကဋ္ဌများအတွင်းရေးမှူးများကျွန်တော်စစ်မောတို့တက်ရောက်ဖို့လေးစားစွာပန်ကြားပါတယ်အတင်းတို့တင်သားများကတော့ကျွန်တော်တို့စင်မြင့်ရှေ့မှာမိမိထိုင်နေတဲ့နေရာမှာပဲမတ်တက်ရက်ပြီးတော့အားလုံးပြီးဆိုပေးကြဖို့လက်ထပ်မှန်ပြီးတော့လေးစားစွာပန်ကြားပါရစေခင်ဗျာလက်ကိုအောင်ပါခင်ဗျာနဲ့စောတင်လိုက်ကြပါစို့လို့ခင်ဗျာချမ်းမြေဝန်ဆောင်မှုတင်ကြည်သည်နိုင်ငံတော်စီဝါရေးမူဝါဒနဲ့ညီမျိုးပြောင်းဖွံ့ဖြိုးရေးကိုဗဟိုပြုကအတီးသမိုင်းမှတ်တိုင်းဆိုင်မီသမိုင်းမှတ်တိုင်းဆိုင်မီ MIESA အသင်းကြီးပေါ်ထွက်နေပါပြီ